ခေတ်မီစိုက်ပျိုးရေးစက်တွေမရှိသေးတဲ့အချိန်ကတည်းကမြမတောင်သူတွေဟာကိုပိုင်ဉာဏ်နဲ့အမခန်းတီထွင်မှုတွေလုပ်ခဲ့ကြပါတယ်။အခုတင်မြင်နေရတာကတော့နွားနှကောင်ဆွဲထွန်တုံးကိုအခြေခံပြီးပြုလုပ်ထားတဲ့ရိုးရာမျိုးစေ့ချစက်တစ်မျိုးဖြစ်ပါတယ်။ပထမကြည့်လိုက်ရင်ရိုးရိုးလေးလို့ထင်ရပေမဲ့အလုပ်လုပ်ပုံကိုသိလိုက်ရင်တကယ်အံ့ဩသွားပါလိမ့်မယ်။ထွန်တုံးရဲ့အပေါ်မှာမျိုးစေ့ထည့်ဖို့အုံတစ်ခုတက်ထားပြီးတောင်သူတယောက်ကမျိုးစေ့တွေကိုအဆက်မပြတ်ဖြည့်ပေးနေပါတယ်။အဲ့ဒီမျိုးစေ့တွေဟာအောက်ဘက်ကပိုက်လိုင်းလေးတွေကိုစီးဆင်းသွားပြီးမြေကြီးစီကိုတိုက်ရိုက်ရောက်ရှိသွားတာပါ။တစ်ချိန်တည်းမှာပဲနွားနှကောင်ကထွန်တုံးကိုဆွဲသွားတဲ့အခါတန်သွားတွေကမြေကြီးကိုအတန်းလိုက်ရက်ဖွင့်ပေးပါတယ်။အဲ့ဒီမြေချင်းလေးတွေတဲကိုမျိုးစေ့တွေကတိတိကျကျကြားရောက်သွားပြီးအတန်းညီညီစိုက်ပျိုးနိုင်တာဖြစ်ပါတယ်။ဒီစနစ်မှာလူနှစ်ယောက်ရဲ့အပေးအယူကအရန်ရေးကြီးပါတယ်။ရှေ့ကနေနွားကိုထိန်းပြီးလမ်းကြောင်းမှန်အောင်မောင်းနေတဲ့သူတစ်ယောက်နောက်ကနေမျိုးစေ့ကိုအချိန်ကိုက်ဖြည့်ပေးတဲ့သူတစ်ယောက်နှစ်ယောက်စလုံးညီညီညွတ်ညွတ်လှုပ်ဆောင်မှအလုပ်ဖြစ်တာပါ။ဒီလိုရိုးရှင်းတဲ့တီထွင်မှုလေးကြောင့်လက်နဲ့လိုက်ကျဲရတဲ့အလုပ်တွေလျော့နေသွားသလိုမျိုးစေ့တွေကိုလည်းစနစ်တကျအတန်းလိုက်စိုက်ပျိုးနိုင်ပါတယ်။ခင်မီစက်ကြီးတွေမရှိပေမဲ့လက်တွေ့အသုံးဝင်တဲ့နည်းပညာတွေကိုကိုယ်တိုင်ဖန်တီးအသုံးချခဲ့ကြတဲ့မြမတောင်သူဦးကြီးတွေရဲ့ဉာဏ်ပညာကတော့တကယ်ကိုလေးစားဖို့ကောင်းလုံးပါတယ်။